အင်ကြီးအခြေလက်ဖြူကိုလက်ခောက်တင်ထားပြီးတော့ပစိုးအကွက်ကိုတေချာစွာဝတ်ဆင်ထားတဲ့မောင်မင်းကလက်ထဲမှာမြေဖြူခဲတစ်ခဲကိုကင်ထားတယ်။သူကကြောက်တင်ပုံမှာစပြီးတော့စကလုံးရေးလိုက်တယ်အချစ်ကျွန်တော်ဒီနေ့ပြောပြမယ့်ဇလန်နီယာရောအချစ်ဆိုတာပါလဲပေါ့အဲ့နဲ့မောင်မင်းကသူ့နောက်ဘက်ကចောင်းသားတွေသူကပြုံးပြီးတော့လှည့်ကြည့်လိုက်တယ်မောင်မင်းစပြောရမှာကဲတဲ့ဒီနေ့တဲ့ငါတို့လောကဓာတ်ပညာတွေရာဇဝင်ခဏထားအောင်ဆိုတဲ့ငါမင်းတို့လူတိုင်းနဲ့ဆိုင်ပေမဲ့ဘယ်သူမှတည်တည်ရှာရှာမဖြစ်နိုင်တဲ့မိကွန်းတစ်ခုကိုမင်းမယ်တဲ့အချစ်ဆိုတာပါလေတဲ့သူ့နောက်ကចောင်းသားတွေအကုန်လုံးတိတ်ဆိတ်သွားမောင်မင်းကဆက်ပြောအချစ်ဆိုတာတဲ့ကြပြဆရာတွေရေးတယ်လို့မျိုးတဲ့ကြားရည်တဲ့ပူပြီးတော့ရှိုးမြင်တာပဲထောင်းဒါပေမဲ့အဲ့လိုမျိုးတကယ်ရှိုးမြင်နိုင်လားတဲ့ဒါမှမဟုတ်စပွဲတွေထပ်ပူပြီးပြင်းထန်နိုင်လားတဲ့1940ခုနှစ်မှာငါတို့နိုင်ငံမှာစစ်ရေးစစ်ငွေတွေရှိနေတဲ့အချိန်မှာအချစ်ဆိုတာအရှင်တန်ရှင်တစ်ခုပဲပြီးတော့သူကကြောက်တင်ပုံမှာမြင်းချောင်း၃ချောင်းဆွဲလိုက်တယ်ပြီးတော့အဲ့ဒီမြင်းချောင်းရဲ့အချိန်မှာဂွင်းလေးတွေလိုက်တက်ပြီးတော့မြားပုံကြီးဆက်ပြီးတော့ဖန်တီးလိုက်တယ်မှသူကစပြီးပြောတယ်ပထမအချက်ကနင့်နာခံရှင်တဲ့အချစ်ဆိုတာတဲ့ကိုရောက်ဖို့တဲ့ကိုလူမျိုးကိုမိသားစုကိုချစ်သူတော့ဘာပေးစနိုင်မလဲဆိုတာပဲစစ်မပြင်သွားမယ့်စတားတယောက်ကသူ့ဇနီးကိုထားခဲ့တာမချစ်လို့မဟုတ်တိုင်းပြည်ကိုချစ်တဲ့ချစ်ကပူကြီးမလို့ပဲအချစ်စင်ကိုအသက်ကိုကိုရဲ့အသားကိုကိုအရင်တတ်ရတယ်ဒုတိယချက်ဒုတိယမြားမှာသူကဆက်ပြောညှိုးထောက်ပြီးတော့ပြောလိုက်မောင်မြတ်ယုံကြည်မှုနဲ့စောက်ဆိုင်ခြင်းအခုလိုဖြစ်မှာစာတစောင်ရောက်လာဖို့တလားလောက်စောက်ရတယ်တဲ့အဲ့ဒီတလားလုံးတစ်ဖက်လူပေါ်မင်းမယိမ့်မရိုင်ယုံကြည်နေတာအချစ်ပဲအခုခေတ်လူငယ်တွေတဲ့အချက်အမြင်စံလွန်းတယ်လို့ထင်ရပေမဲ့တကယ်တော့အချက်အကြာလေးခိုင်လေးတိဆောက်ရတဲ့ຢာမျိုးပါပြီးတော့အဲ့ဒီမောင်မင်းကဒါလည်းမြားကြောင်ထပ်ထောက်လိုက်တယ်ပြီးတော့ထပ်ပြောတယ်ဝိညာဉ်ချင်းထိတွေ့ခြင်းနောက်ဆုံးချက်ကဝိညာဉ်ရုပ်ရည်ရှုံးမောတာခဏပါပဲဒါပေမဲ့စိတ်ချင်းသူယူမရှင်းသူရဲ့သူနဲ့ရောက်ဆုံနေမိတဲ့အခါအဲ့ဟာကိုဘူးစာလို့ခေါ်တယ်ငါတို့နိုင်ငံလွတ်လပ်ရေးတဲ့တိုက်ပွဲဝင်နေတယ်လို့ပဲအချစ်ဆိုတာလေလွတ်လပ်မှုရှိမှပို့ပြီးတော့တောက်ပါလားအဲ့ဒီနောက်မှာမောင်မင်းကမြေဖြူချပြီးအခန်းပြင်ဖန်ငေးကြည့်တစ်ဆိုတာလေတူထိုင်ရနေဖို့တည်းမဟုတ်ဘူးအခက်ခဲတွေကြားမှာလက်ရှင်းသွဲပြီးတယောက်မကြောက်နဲ့ငါရှိရဲလို့ပြောနိုင်တာအချစ်ပဲမင်းတို့အချစ်ကိုရှာတဲ့အခါနှလုံးသားနဲ့ပဲရှာပါမျက်လုံးနဲ့မရှာပါနဲ့ပြီးတော့ကြောက်တဲ့ပုံမှာထပ်ပြီးတော့ရေးလိုက်တယ်နားလည်မှုအပေါင်းခွင့်လွှတ်မှု equal to အချစ်စတဲ့ခိုင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားဝေးမှာခေါင်းလောင်းတဲ့တက်လေးထွက်ပေါ်လာအဲ့နဲ့ကြောင်းစင်းသွားရောကြောင်းတက်လာတော့ကြောင်းသားတွေကဆက်ပြီးဆရာကိုစားနောက်ကြတော့အဲ့နဲ့သူတို့ကြောင်းစီကမောင်မင်းကလည်းဆက်ပြီးတော့သူ့ရဲ့သင်္ကန်းစာကိုဆက်တယ်ကျောက်တင်ဘုံရဲ့ထောင်းလေးမှာတော့ပန်းပွင့်ပုံလေးတပွင့်ကိုမြေဖြူနဲ့အသားရလေးဆွဲပြီးအတန်နှိမ့်လိုက်ဒါပေမဲ့အချစ်ဆိုတာလေသတနာတွေတင်မဟုတ်ဘူးတကယ်ရှင်လို့အချစ်ဆိုတာနှူးညံ့မှုလေးဖြစ်တယ်နှလုံးသားချင်းစကားပြောရှင်အကြည့်တစ်ချက်ရဲ့အတိတ်ပဲမင်းတို့တစ်ခါမှမခံစားဘူးလားမိုးဖွဲလေးရွာနေတဲ့ညနေခင်းတစ်ခုမှာဒီတစ်ချက်တဲ့အောက်မှာပခုံးရှင်းထိမိယုံလေးနဲ့ရင်ထဲမှာဘုံသီးသလိုခုန်နေတာမျိုးစကားတွေအများကြီးပြောစရာမလိုမျက်လုံးရှင်းစုံလိုက်ရုံနဲ့မင်းကိုငါဂီယူဆိုင်တယ်ဆိုတာမျိုးတိတာနေတာမျိုးပေါ့အဲ့အချစ်ရဲ့ပထမဆုံးနှုတ်ဆက်ခြင်းပဲပြီးတော့ဆရာထပ်ပြောတယ်စာလာတဲ့ကမျက်နှာမျိုးအခုခေတ်မှာငါတို့ကလေလလလေးနဲ့စာရေးကြတယ်စာရွက်ပေါ်မှာနာမည်လေးရေးလိုက်တိုင်း
ဆက်ကလေးချလိုက်တိုင်းမှာတစ်ဖက်လူရဲ့လွမ်းတဲ့စိတ်ကပါသွားတာစာအိတ်ကိုပိတ်လိုက်တဲ့အခါကိုယ့်ရဲ့အသက်ရှူတန်ကိုပါထိပိတ်လိုက်ရသလိုခံစားရတယ်အဲ့ဒီစာကိုသူဖတ်မဲ့အရှင်ကိုတွေးပြီးကြိုးရင်ခုန်နေတာဘယ်ရနဲ့မှမလင်းနိုင်တဲ့ရိုမန်တစ်ဆန်မှုပဲပြီးတော့ဆရာထပ်ပြောတယ်နောက်တစ်ခုအရှင်ကိုရက်တန့်စီခြင်းချစ်ဆိုတာလူအုပ်ကြီးထဲမှာသူတယောက်တည်းကိုပဲကွက်ပြီးမြင်နေရသူပြုံးလိုက်ရင်ကဘာကြီးကခဏလောက်ရက်သွားတယ်လို့မျိုးစပွဲတွေဆူညင်တန်တွေအားလုံးပျောက်ကွယ်သွားပြီးသူ့ရဲ့အတန်နဲ့တစ်ချက်တည်းကပဲမင်းရဲ့တခြင်းဖြစ်လာတာအဲဒီနောက်မှာမောင်မင်းကကြောက်တင်ပုံပေါ်မြေဖြူတွေလက်နဲ့အသားရပုတ်ခါလာပြီးပြောတယ်တကယ်တော့အချစ်ဆိုတာကြောက်တင်ပုံပေါ်မှာရေးပြလို့ရတဲ့သင်္ချာသွက်နေမဟုတ်ဘူးအချစ်ဆိုတာညာဘက်မှာလာရောင်ကိုကြည့်ရင်သူလည်းဒီလာကိုကြည့်နေမှာပဲလို့တွေးမိရဲ့လွမ်းမောမှုမျိုးမင်းတို့တစုံတယောက်ချစ်မိတဲ့အခါအဲ့ဒီလူကမင်းတို့ရဲ့ကဘာဖြစ်သွားလိမ့်မယ်1940ခုနှစ်မှာအချစ်အခုခေတ်တည်းပို့ပြီးတော့နှက်ဆိုင်ခဲ့ပါတယ်သူတို့ခေတ်သူတို့ကစာရဆောင်ဆောင်းရတဲ့အရာသာတကယ်ကိုတာနာလုံးပါတယ်စာလုံးတဲ့အကြည့်နဲ့အပြုမှုပို့ပြီးတော့လေးထားခဲ့တဲ့ရိုမန်တစ်ဆန်မှုမျိုးခေတ်တွေပေါ့ကျွန်တော်တို့ခေတ်နေရောဘာကွာတော့အဲ့နဲ့ဆရာထွက်သွားတယ်နောက်တနေ့ကျတော့သူတို့ကျောင်းဆက်ရောက်လာမကျောင်းသားတွေကထိုင်ပြီးတော့မနေ့ကကျောင်းရပဲဆက်ပြီးတော့တင်ခိုင်းတယ်မနေ့ကသူတို့ရဲ့ဆရာကြီးမောင်မင်းကျောင်းတော်ဘုံမှာရှင်းပြတဲ့ဟာကြီးကိုပဲသူတို့ကဆက်ပြီးတော့ထပ်တင်ခိုင်းတယ်သူတို့တခြားဘယ်ဘာသာမှစိတ်ဝင်စားသူတို့ဒီဘာသာပဲသူတို့စိတ်ဝင်စားအဲ့နဲ့မောင်မင်းကစဉ်းစားပြီးတော့မြူဖြူခဲကိုတချောင်းကြားမှာအသားရကစားရင်းနဲ့ဗရင်ဘောကတိုက်ခတ်လာတဲ့လေညင်းလေးကိုခံစားပြီးမျိုးလုံးမိတ်ပြီးတော့ခက်တူရွတ်လိုက်တယ်အချစ်ဆိုတာစောက်အထက်ကစာသားတွေမဟုတ်တငယ်ချင်းတို့အချစ်ဆိုတာတိတ်ဆိတ်ရှင်ရဲ့ဂီတမင်းရေလိုက်တဲ့အခါငါကဘာမှာပန်းနေပွင့်မင်းငိုလိုက်တဲ့အခါမှာငါကောင်းကင်မှာကြည်ကြွေစကလုံးတွေမရှိတဲ့နေရာမှာငါတို့နှလုံးသားချင်းစကားပြောကြတာအချစ်ပဲအဲ့နဲ့ဆရာနောက်တဲ့တပုတ်ထပ်ပြီးတော့ဆက်တယ်သူ့ရဲ့ကျောင်းသားတွေထပ်ပြီးတော့တောင်းဆိုတယ်လမ်းမောချင်းရဲ့အကြောင်းညဘက်မှာလာမင်းကြီးကိုငေးကြည့်ရင်မင်းရဲ့ပုံရိပ်ကိုလာရောင်ထဲမှာရှာဖွေအဝေးကခေါင်းလုံးတန်တက်ကြားတိုင်းမင်းအတန်လေးလားလို့ငါထင်အောင်မိမင်းနဲ့ဝေးတဲ့10မိနစ်တိုင်းဟာကဘာဦးကနေကဘာကုံအထိကြားသလိုပဲအဲ့နဲ့ကျောင်းသားတွေလည်းဆက်ပြီးတော့နောက်တစ်ပုတ်ထပ်တောင်းဆိုတယ်အဲ့နဲ့ဆရာနောက်တော့ထပ်ပြီးတော့ကျောက်တင်ပေါ်မှာအချရေးပြီးတော့နာမည်ပေးထာဝရဆိုတဲ့ခရီးစမီးရတောက်လောင်ပါစေလောကကြီးတစ်ခုလုံးပြကြပါစေငါရဲ့ချစ်ကတော့မင်းတို့မပြောင်းလဲတဲ့သစ္စာတရားဖြစ်ကျန်ရမယ်ငါတို့ရုပ်ခန္ဓာတွေမြေကြီးထဲရောက်သွားရင်တော့ငါဝိညာဉ်ကမင်းကိုထာဝရဆောက်ရှောက်နေဦးမှာပါအဲ့ဒါပြီးတော့မောင်မင်းကခုနကျောက်တင်ပေါ်ကချစ်ဆိုတဲ့စကားလုံးကိုဝိုင်းလိုက်ကျောင်းသားတွေကြည်လာသူကနှူးညံ့စွာပြောတယ်အချစ်ဆိုတာကြပြတပုတ်ရေးပွဲရတယ်လို့ပဲအစပိုင်းမှာရင်ခုန်ရတယ်အလယ်မှာရုန်းကန်ရတယ်ဒါပေမဲ့အဆုံးသတ်မှာတော့ငြိမ်းချမ်းမှုဆိုတဲ့ရလဒ်ကိုရရတယ်မင်းတို့ရဲ့အချစ်ဟာကြပြတပုတ်လိုလှပပါစေအဲ့နဲ့မောင်မင်းကသူကထွက်သွားတယ်ပေါ့စာသင်ခန်းတော့နေ